Hello guys, welcome to my channel and my name is Pomyata. Today, not today, do you know what is the day today? Yeah, it's the last night and day of 2025. I hope you all will spend this night with happily and enjoy. I hope the whole world will spend this night with full enjoyment. On this day, some of them will enjoy with their family, but the other will enjoy with a friend. Now I enjoy with my family. Now I hear some noise from other house to welcome the year of 2026. This is the last day of the year and the night. The date is 31. Yeah. But in Yangon and Manly, there will be a countdown party to spend there. They will count and they will welcome the year of 2026. But in a small town, there will not. That's why they take live show and they do countdown party. This is the organizations of the world. They organized the 2026 New Year. They organized, but in Myanmar, our Buddhism, in our Buddhism, after water festival, on that day is our New Year. I want to remind, okay? It's only for reminding. After water festival, on next day is our New Year, our Buddhist New Year. On that day, we donate some foods or clothes. We give money or clothes to the poor people somehow. Anyway, all the religions were spent the same time and do the good thing, the same things on the New Year. I want to give a few messages about that. Thank you for watching my video. If any mistake in there, please feel free to listen. အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကဘုံမြတ်တာဖြစ်ပါတယ်အားလုံးပဲမင်းနေကြရလားခင်ဗျာဒီနေ့ပါနေလဲဆိုတာစားပါခင်ဗျာဒီနေ့ကတော့နောက်ဆုံးနေ့ပေါ့ဗျာဒီနေ့ရဲ့နောက်ဆုံးနေ့လည်းဖြစ်တယ်နောက်ဆုံးဒီနေ့ရဲ့ညလည်းဖြစ်တယ်ဒီနေ့ညကတော့ဒီနေ့နေ့ကတော့ဗျာ31နေ့ဖြစ်ပါတယ်ဒီဇင်ဘာစောင်းရက်ဒီဇင်ဘာလပေါ့ဗျာဒီဇင်ဘာလရဲ့31နေ့လောက်ကုန်ပြီပါတယ်ကျွန်တော်တို့နယူးယောက်ဗျာကျွန်တော်တို့မိသားစုတွေနဲ့လည်းအိမ်မှာချိန်နေကုန်ဆုံးကြတယ်မဟုတ်ရင်လည်းကျွန်တော်တို့ပါတီတွေမဟုတ်ရင်တကယ်ချင်းတွေမှာလည်းအိမ်တွေမှာလည်း Wi-Fi မှာကုန်ဆုံးကြတယ်ဒါပေမဲ့ရန်ကုန်တို့မန္တလေးတို့မှာကျတော့သူကပါတီတိတ်မှဗျာကောင်းတီးရရတယ်ပါတီရဲမှာကလပ်တီရဲမှာပဲရေရရှိတယ်ရန်ကုန်မှာကျတော့ပုံများတယ်ဗျာဒီမှာကျတော့အဲဒီဟာ live stream ယူရလူမှာဗျာကောင်းပြီးလုပ်တယ်အဲကြောင့်ပြောကြတာပါဗျာဒါပေမဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေမှာကျတော့တရားပွဲပြီးလို့နှစ်ဆန်းတည်းနေ့ရောက်ရင်အဲ့ဒါကျွန်တော်တို့ရဲ့ New Year ဖြစ်ပါတယ်နှစ်တကူကိုကျုပ်တဲ့နေ့ဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့မြန်မာလူမျိုးတွေကလှူကြတယ်တန်းကြတယ်တကြီးရွယ်အိုတွေကိုလက်သက်ချီတဲ့လိဝေးတဲ့ခေါင်းတွေရှော်ကြပါတော့ဗျာကုတ္တရီကြတော့ဗျာဘာဖြစ်ဗျာလူမျိုးရိုင်းဘာသာရိုင်းကျွန်တော်တို့နှစ်တကူရောက်ရင်ကျွန်တော်တို့တပုံစံတိုင်းတူလိုက်လို့ကြတယ်တူ
တယ်ပေါ့ဗျာကျွန်တော်တို့ဘယ်လိုပြောမလဲတူကြရပေါ့ဟုတ်တူပဲကောင်းတာတွေကိုလည်းတူလုပ်တယ်ပြတ်သွားရတယ်တူပြပါကြရပေါ့ဗျာဒါလေးကျွန်တော်ဒီနေ့တွေ့ပြနေတာပါကလေးတွေကိုတချို့ကလေးကမိဘတွေကိုကိုပါအဖိုးခွားတဲ့မိဘတွေကိုပြောလို့ကလေးတွေကလိုက်ပြောလိုက်ကြတယ်ဗျာဒါပေမဲ့အဲ့လိုမဟုတ်ပါဘူးဒီနည်းရတော့နည်းရပေါ့ဗျာတကယ်ဆိုရင်ဒီနေ့ကကျွန်တော်တို့ဒီပုံမှာပါတော်မူရတဲ့နေ့ဖြစ်ပါတယ်နေ့1800ဘလောက်မှလည်းမသိဘူးဗျာဒီပုံမှာပါတော်မူရတယ်ဒီနေ့ဒီဇင်ဘာလ31ရက်နေ့မှာပါတော်မူရခဲ့တယ်တကယ်တော့ဒီနေ့ကဝန်ထမ်းစရာထိမ့်မဲ့ဖျက်ပါမယ်ဒါပေမဲ့ခုကာလရလည်းရှိချခဲ့ကြနော်ဒါကျွန်တော်တို့တနိုင်ငံနဲ့မဟုတ်ဘူးသူတို့နေမွေးအင်ပါယာကြီးကနိုင်ငံတွေတော်များကိုအုပ်ချုပ်ခဲ့တယ်ဗျာဒါထားလိုက်ပါတော့ဗျာဒီနေ့ကကျော်ရှာမယ်လေဗျာနော်အဲကြောင့်တကယ်ချင်းနေပြီးပါရင်လည်းသူအိမ်မှာပြရှင်တဲ့တဲ့ကိုကြိုးစားကြပါကျွန်တော်အဲ့လောက်ပြောချင်ပါတယ်ဒီနေ့ပေးချင်တဲ့ message လေးကတော့အဲ့လောက်ပါ Happy New Year ပါအားလုံးပဲ Happy New Year ပါကောင်းချင်တဲ့သူနေ့တင်မှာကြိုးစားလိုက်ကြပါနော်ရဲ့ဗီဒီယိုလေးကိုတကူတကကြည့်ပြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်တွေ့ကြပါမယ်အားလုံးပဲတတာ see you in next good new year bye have a nice night